မင်္ဂလာပါရှင်တာတေး channel ကနေပြန်လည်လို့ကြိုဆိုပါရစေတာတေး channel ကိုစောင့်မျှော်နားဆင်နေတဲ့ပရိသတ်တွေအတွက်ဒီကနေ့မှထပ်မံပြီးတော့ပရလောကဇလံကောင်းလေးတစ်ပုဒ်ဖြစ်တဲ့စာရေးသူသူရဲ့ရေးသားထားတဲ့စက်ကုန်းရွာသူတစီနဲ့လူသားချက်သူဆိုတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကိုထပ်မံလို့တင်ဆက်ပေးမှာပါဇလံလေးမစတင်ခင်မှာတော့ထုံးစံတိုင်းပါပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလံအသစ်တွေတင်တိုင်းမှာသိနိုင်ဖို့ဘေးနား notification လေးကိုနှိပ်သွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်ကြပါမယ်အမလေးလောက်ကြပါဦးနာလာကြီးရဲ့အမေသေတော့မဲထင်ပါတယ်တော့အမလေးမိမေအားနဲ့ထက်ညက်လိုက်ပါခလေးရဲ့ခေါင်းမြင်နေရပြီညက်ညက်မင်းတို့တရားမမီရဲ့လောကတွေကိုပထမအဆုံးရောက်လာမဲ့ကလေးအတွက်သေမင်းနဲ့လွန်ဆွဲနေရတယ်လားကြီးစွာတဲ့ပင်ပန်းစင်ရဲကိုခံစားနေရတယ်ရွာရရကိုဝင်တဲ့တိုင်းကိုချောချောရှူရှူမွေးပေးလာခဲ့တဲ့ဝမ်းဆွဲတဲ့လက်သိတော်တောင်းရင်လေမင်းတွေနဲ့ကြမှာချွေတီတီကြနေတယ်မင်းတွေကလည်းညှက်လိုက်အားကုန်သွားလိုက်နဲ့တစ်ချက်မျက်ဖြူပင်လန့်ကသတိလွတ်ချင်တယ်လို့တော်တောင်းရင်စူးစမ်းပန်းစားကူညီနေရှာပေမဲ့ခလေးဟာထွက်မလာသေးမင်းတွေရဲ့ခင်မုန်းဖြစ်သူတိန်အောင်ကတော့လိုက်ကချထားတဲ့ကြားကနေအခန်းရှိမှာခောက်တုံခောက်ပြန်ရှောင်ရင်းနဲ့အင်ကိုလီမာလာတုတ်ကိုမှန်လားမှားလားမသိရွနေရှာရီခြေပြားလက်ပြားတွေကလည်းအေးဆက်နေကညာဘက်လက်ကိုဘယ်လက်နဲ့ဆုပ်ဘယ်ဘက်လက်ကိုညာလက်နဲ့ဆုပ်ချင်ရင်နဲ့စိုးရင်စိတ်လှုပ်ရှားလို့နေတယ်။ဖယားဒီကလေးလေးလူလောကကိုအမျက်ရောက်လာပါစေ။မိနွယ်လေးကြမ်းပါပါစေ။စိတ်ထဲကလည်းအဲ့လိုရွတယ်။အခန်းထဲစီကဇနီးဖြစ်သူမိနွယ်ရဲ့အော်ဟစ်ညင်းညူးတန်ကလည်းသူ့ကိုနာကျင်စေတယ်။ဖခင်တရားဖြစ်ဖို့အရေးမှလွယ်ကူတာတော့မဟုတ်။အဲ့ဒီနေ့ရတူမိခင်တရားဖြစ်ဖို့ရမှလည်းမိမိရဲ့ရင်သွေးလေးတွေအသက်ရှင်စေဖို့မိမိအသက်ကိုရင်ထားရသေးတယ်။တင်းဆိုင်မြေကိုကြော်ခင်းထားရတဲ့အလားအဲ့ဒီမိဖွားချိန်ကတချို့သောမိခင်လောင်းတွေအတွက်ဆိုးရွားလှတယ်။ဒါကြောင့်မွေးသမီးခင်တွေတက်ရှိထင်ရှားရှိနေစဉ်မှာရိုးသေးလေးစားဂယုဆိုင်ချစ်ခင်တက်မှာကြောင်းအချိန်တန်ကြားတဲ့တိုင်မိနွေကမိမဖွားနိုင်သေးကြီးလက်တဲ့ကြီးတော်တောင်းရင်လည်းအဲ့ဒီတက်ဆိုးလာပါကခလေးရောမိခင်အတွက်ပါအန္တရာယ်ရှိလာနိုင်တာကိုရေးစားမိတာမလို့အခန်းထဲကထွက်လာကသိအောင်မိမမွေးရဖွားရခတ်နေတယ်။ဗျာကျုပ်ကိုကူညီပါအရေးတောင်းရင်ကျုပ်ဘာလို့ပေးရမလဲ။သိအောင်လေမိနွေမွေးရခတ်နေတာကိုကြားရတော့ပြရခတ်နေကြပြီ။အေးငါတနေ့ကတောင်သာရွာဘက်မှာမြေဝါသူနာပြုဆရာမတွေရောက်နေတဲ့ကြားတယ်။သွားပင်တာပို့အဆင်ပြေမယ်ထင်တယ်။သူတို့ကခက်မီစေဝါကရိယာတွေရှိတယ်။တောင်သာရွာအသွားပြန်ကို2 နာရီလောက်ကြာမှာဗျ။ငါကြည့်ပြီးတော့စီစဉ်ထားမယ်။မင်းသာဆရာမတွေအမြန်သွားပင်ကြည့်။အချိန်ကည8 နာရီပင်ခွဲလို့တော့မယ်။သိအောင်တို့ထန်းနှစ်ပင်ရွာကတောင်သာရွာအထိ1 နာရီနီးပါးကြာအောင်သွားရတယ်။အသွားပြန်ဆိုပါက2 နာရီခန့်ကြာပြီလိမ့်မယ်။ဒါပေမဲ့လည်းအခုကမဖြစ်တော့တဲ့အခြေအနေမို့လို့သိအောင်လည်းအိမ်အောင်စင်က၎င်းရဲ့လှဲကိုပြင်းနေ။အဲ့ဒီကသိအောင်ချန်တဲ့ကိုလူတယောက်ဝင်လာတယ်။သိအောင်ရဲ့တငယ်ချင်းမြတ်သားဆိုတဲ့ကလာသားတယောက်ပဲ။သိအောင်ညာကြီးလဲတွေပါပြင်းပြီးတော့ဘယ်သွားမလို့တော့ငါမိမမိနွယ်မိဖွားရခတ်နေလို့တောင်တာရွာသူနာပြုဆရာမတွေသွားပေးမလို့ဟာဒါဆိုငါလည်းလိုက်ခဲ့မယ်ကွာမင်းလိုက်လို့ဖြစ်မလားအချိန်လည်းလင့်နေပြီနောက်ပြီးတော့ကြီးခင်မင်းကိုစိတ်ပူနေငါဘာမကောင်းရှိလိမ့်မယ်မလိုက်ပါနဲ့ကွာသိန်းအောင်ကတားပင်မဲ့မြတ်သားမှာတော့ရေကျဲအမှုရာနဲ့စိတ်မပူစမ်းပါနဲ့သိန်းအောင်ရငါလည်းမင်းမိမမီးဖွားတော့မယ်လို့တရင်ကြချင်းပြေးလာတာပဲနောက်ပြီးတော့အမေကမှားလိုက်တယ်လိုတော့အကုန်ကူညီပေးပြီးမှပြန်ခဲ့တဲ့အဲ့တော့မင်းဘာမှစိတ်ပူစရာမလိုတောင်းတရွာကိုငါပါလိုက်ခဲ့မယ်သိန်းအောင်လေတောင်းမရတာကတကြောင်ညာကြီးမင်းကြီးမိမိလေးအဖို့လိုတာကတကြောင်မလို့အေးကွာလိုက်ချင်သမားဆိုလဲလိုက်ခဲ့ကွာအဲ့လိုသာပြောလိုက်တော့တယ်တယောက်အကူကြီးလို့ရင်တယောက်ကူညီရတာမိတ်ဆွေကောင်းတွေရဲ့ကျင့်ထုံးမိတ်ကဲနောက်ကျနေပြီသွားရအောင်အေးလဲပေါ်တော့မြတ်တော်လေလဲပေါ်ကိုဆွေကနေခုန်တက်လိုက်တော့တယောက်ကနွားနှကောင်ကိုကျိန်တို့က၎င်းတို့ခြံဝင်းတွေကခတ်တော့ထွက်ခဲ့လိုက်တယ်တောင်သာရွာသားဖွားဆရာမတွေကိုပေးမို့ကအရေးကြီးနေတာမဟုတ်လားလဲကို10 မိနစ်ခန့်အပြင်းမောင်းနေပြီးတော့မကြမီပါပဲသိန်းရောင်နဲ့မြတ်သားသူတို့ကိုပိုင်ရွာလေးဖြစ်တဲ့ထန်းတပင်ရွာကိုအတော်ဝေးမှထားရင်နိုင်ခဲ့ပြီတောင်သာရွာရောက်ဖို့အတွက်ကိုတော့ကြားထဲမှာကရင်လူမျိုးတွေနေထိုင်ခဲ့တဲ့တက်ကဲဝဲရွာဆိုတာရှိတယ်အခုတော့မရှိတော့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီတက်ကဲဝဲရွာလေးကနာခဲ့မုံတိုင်းတိုက်ခတ်တော့တရွာလုံးကြီးပါတည်ခဲ့ကြရတာကြောင့်ပဲဒါကြောင့်အခုမှတော့အဲ့ဒီရွာကလေးကရွာဖြစ်အဖြစ်သာရှိနေတယ်တရဲတစေမိစားတွေမြို့တူးတဲ့နေရာလို့လေအများကသတ်မှတ်ထားကြတယ်လူပေါင်းရာချီအသက်ဆုံးရှုံးခဲ့ရတဲ့အဲ့ဒီနေရာကတော့တရဲတစီအချောက်ကျန်းလာတာကအထူးဆန်းတော့မဟုတ်အဲ့ဒီတက်ကဲဝဲရွာပြက်ကြီးရဲ့ဂုံတရင်ကလည်းကြီးမားလှသလိုညာခင်းညနေသွားဖို့မပြောနဲ့နေခင်းကြောင်တော့ပင်တယောက်တည်းနှစ်ယောက်တည်းမသွားရဲကြပြီ
အခုသိန်းအောင်နဲ့မြတ်သားကတော့ဇောတကူကြောင့်အဲ့ဒီနေရာကိုစိုက်စိုက်မြင့်မြတ်ကြီးရောက်ခဲ့ကြလေပြီညကလည်းမှောင်မိုက်လုံအောင်ကြီးနေတာမလို့အဲ့ဒီရွာပြက်ကြီးစီကိုရောက်လို့ရောက်မှန်းမသိသိန်းအောင်ကနွားနှကောင်ကိုချိန်နဲ့တွန့်ရင်မြတ်သားလည်းအဲ့ဒီနေတူပဲဒါပေမဲ့သူတို့ညောင်အဲ့ဒီတက်ငယ်ဝဲရွာအဝင်အနားကိုရောက်မှာတော့စတိတ်ရှိုးတွေဖွင့်တဲ့ loud speaker ဓာတ်ဆက်အသံတွေကိုစတင်ကြားလာရတယ်ဟာသိန်းအောင်ရှင်နာကပွဲအတန်ကြားရဟာအေးဟုတ်တာတို့ရွာနဲ့တောင်သားရွာကြားမှာပွဲရှိတယ်လို့မကြားမိပါဘူးနည်းနည်းတော့ဆက်သွားကြည့်ပါလားဒါမှတို့လည်းဘာဆိုတာသိရတာပေါ့မြတ်သားအဲ့လိုပြောတော့သိန်းအောင်လေလှဲကလေးကိုခတ်တော့နှိမ်ခဲ့လိုက်တယ်မြတ်သားပြောသလိုပဲအဲ့ဒီစတိတ်ရှိုးလိုအငိမ့်ပွဲလိုအတန်တွေနဲ့နီးလာတဲ့အခါမှာတော့လမ်းပေါ်မှာလူတစ်ယောက်စာနှစ်ယောက်စာကိုတွေ့လာတယ်ဝေကောင်းစားလာတွေကိုဝစ်စင်ထားကြပြီးတော့အဲ့ဒီအတန်လာရစီကိုဥတီသွားနေကြတဲ့လူတွေကထူကြမှုကိုစီရှိကြတယ်အဲ့ဒီရာကတော့အခြားတော့မဟုတ်သူတို့မှဝေကောင်းစားလာတွေကိုဝစ်စင်ထားပေမဲ့ပြုံးရခြင်းအလျင်မရှိမှုန်တေမှုန်ကုတ်မျက်နှာထားတွေနဲ့ခေါင်းတွေကိုစိုက်ကရှောက်သွားနေကြတယ်။သိန်းအောင်နဲ့မြတ်သားလေး၎င်းတို့အမှုရာတွေကိုကြည့်ပြီးတော့စိတ်ထဲမှာတော့တိတ်တဘောမတွေ့လား။သူတို့လည်းဘာရဲကြမယ်မသိအဲ့ဒီအတန်တွေကညှို့ယိုဖန်ဆားနေတဲ့အလားသွားရင်မှပွဲစီရန်တစ်ခုကြီးစီကိုရောက်သွားတယ်။အကျော်ရောင်းသူတွေပေါင်းတင်ဝါရောင်းသူတွေနဲ့အစားရှိသဖြင့်ဈေးရောင်းနေကြသူတွေကိုလည်းတွေ့ကြရတယ်။အဲ့ဒီတိုင်အောင်အဲ့လူတွေကရဲချင်းပြုံးချင်းမရှိကိုလုတ်ကိုသာခေါင်းကိုက်စာကကိုလုံနေကြတာကိုကြည့်ပြီးတော့သိန်းအောင်နဲ့မြတ်သားလေးကြောချမ်းလာတယ်။အဲဒီနေ့ရက်တူပဲစတိတ်ခုံပေါ်မှာပြက်လုံးပြက်နေတဲ့လူရှင်တော်တွေတာမကအောက်မှာထိုင်ကြည့်နေကြတဲ့လူပရိသတ်တွေပါမျက်နှာသေးကြီးတွေနဲ့ထိုင်နေတာကိုသိန်းအောင်လေးမြတ်သားတို့တော့တစီအချောက်ခံနေရပြီထင်နေဟာဟုတ်တယ်ဒီလူတွေကြည့်ရတာတာမန်လူတွေနဲ့လည်းမတူရှယ်လဲမရဲပြုံးလေးမပြုံးနဲ့အဲဒီခါမှာသိန်းအောင်လေးတစုံတစ်ခုကိုစဉ်းစားမိသွားတယ်မြတ်သားအခုတို့ရောက်နေတာထန်းတပိန်ရွာနဲ့တောင်သာရွာကြားတက်ငယ်ဝဲရွာမဟုတ်လားဟုတ်တယ်တဲ့အောင်ငါတို့တက်ငယ်ဝဲရွာနယ်နိမိတ်ထဲကိုရောက်နေတာပဲဟာဒါဆိုဘယ်ဖြစ်မလဲတို့ဒီနေရာနေအမြတ်သွားကြရအောင်တဲ့အောင်လေအဲ့ဒီခါမှာကြောက်စိတ်တွေဝင်လာကအဲ့ဒီပွဲစည်းရန်ကြီးတစ်လျှောက်လှဲကိုအပြင်းနှင်းလိုက်တယ်ကံကောင်းတာအဲ့လူတွေကသူတို့နှစ်ယောက်ကိုအန်ဒီရဲ့တစုံတရာမပြုတ်ကြခြင်းပဲတက်ငယ်ဝဲရွာနယ်နိမိတ်ကိုလွန်လာတော့မှပဲသိန်းအောင်နဲ့မြတ်သားလေးတပ်ပြင်းကိုစီချနိုင်တော့တယ်။တော်သေးတာဗောသိန်းအောင်ရအသိဉာဏ်ပေးလို့ဗော။အေးငါတို့ကိုချိုးမတက်လိုက်တာကန့်ကောင်းပဲ။ငါလည်းဒီရွာပြက်ကြီးတွေရောက်နေမယ်စောစောကမသိလို့ဗောကွာ။သိရင်ကြဘယ်နေပါမလဲ။သိန်းအောင်နဲ့မြတ်သားလေးတယောက်တစ်ပေါက်ပြောချဆိုကြရင်နဲ့ဘယ်အချိန်အောင်ရှိပြီလဲမသိဘူး။ငါမိမအစင်ရောပြေးပါမလား။သိန်းအောင်လည်းအဲ့လိုရေရွံ့ရင်နဲ့ခရီးဆက်ခဲ့လိုက်တယ်။ညာနဲ့တဲ့ပဲနဲ့လာသလိုအမောင်တို့ကလည်းလွန်စွာအကြီးတန်းလာတယ်။မြတ်သားကတော့6000တိုဓမီကြီးနဲ့လဲလံပြောက်မသွားအောင်ထုံပေးနေရရှာတယ်။သူတို့လဲကလေးကတော့တောလန်းလေးအတိုင်းပဲညာရင်တို့တောင်သားရွာကိုရောက်ဖို့တိတ်ပေမလို့အဲ့ဒါကိုလဲမောင်းနေတဲ့သိန်းအောင်ကတည်။ဒါကြောင့်လေအဲ့ဒီတောင်သားရွာကိုရောက်ဖို့သူ့စိတ်လုံးနေတယ်။ဒါပေမဲ့လမ်းကုလဲတနေရအရောက်မှာတော့ဒီအမောင်ရင်တို့နေပါအောင်လဲနောက်ဘက်စီကထွက်ပေါ်လာတဲ့အဲ့ဒီအတန်ကြောင့်သိန်းအောင်လေနွားနှစ်ဖားကျိုးကိုတန့်ကနေဆွဲလိုက်တယ်။နွားတွေလည်းရက်တန့်သွားပြီမလို့မြတ်သား6000တိုဓမီကြီးနဲ့အတန်လာရကိုထိုးကြည့်လိုက်တော့အတန်ပိုင်ရှင်ကအသက်60ကျော်အဖိုးကြီးတယောက်သိအောင်အဖိုးကြီးတယောက်ပါလားအေးညာကြီးမင်းကြီးဒီဒေါ်လာနဲ့တယောက်တည်းရှိနေပုံထောက်ရင်တော့လူတော့မဟုတ်တော့ဘူးတက်စီပဲနေမယ်သိအောင်လေအဲ့လိုပြောရင်းနဲ့နွားတွေကိုကျင်းတိုးလိုက်တော့လှဲကတအိအိနဲ့စတင်ရွေးရှားတော့တယ်အဲ့ဒီက၎င်းတို့လှဲအနောက်ကအဖိုးကြီးလေမောင်ရင်တို့ဦးလေးရတက်စီမဟုတ်ပါဘူးလှဲကြုံလိုက်ချင်လို့ပါဟေ့ကောင်တက်စီမဟုတ်ဘူးလေဟာမြတ်သားပြောလာတော့သိန်းအောင်လဲလှဲကိုတပံပြန်ရက်လိုက်ပြီးတော့အဖိုးကြီးလာကိုစောင့်ပေးလိုက်တယ်အဖိုးကြီးလည်းသူတို့လှဲအနားကိုတဖြည်းဖြည်းရှောက်လာရင်နဲ့ဦးလေးကလူသားစစ်ပါတရေတစီမဟုတ်ရပါဘူးဟိုဘက်ရွာကိုစေးကူပြီးအပြန်မိုးချုပ်သွားလို့ပါအဲ့လိုပြောလိုက်တော့သိန်းအောင်နဲ့မြတ်သားလည်းအားနာသွားကြတယ်ဟုတ်ကဲ့လေးကျုပ်တို့လည်းညာကြီးမိုးချုပ်ဆိုတော့စိတ်မရှိပါနဲ့နော်ရပါတယ်ကွယ်ငါတို့လိုနေရာမှာအဘဆိုလေဒီလိုပဲဖြစ်မှာပါအဲ့ဒီဖို့ရဆေးလွယ်အကြီးတစ်လုံးကိုဘေးတိုင်းလွယ်ကလွယ်ထားလို့ဆေးစရာကြီးတအုပ်ဖြစ်လိမ့်မယ်လို့တော့အတက်ခံမှန်းလို့ရတယ်။မြတ်တောင်လေးလဲပေါ်ကခတ်သွက်ဆင်းလိုက်ပြီ။လာလေးလဲပေါ်ကိုတက်။အဲ့လိုဆိုပြီးတော့အဲ့ဒီအဖိုးကြီးကိုလဲပေါ်တွဲတင်ပေးလိုက်တယ်။လူသားစစ်စစ်တယောက်ဖြစ်တဲ့အတွက်အဲ့ဒီအဖိုးကြီးကိုမြတ်သားတယောက်ထိကန်လို့ရတယ်။တရေတစီဇလန်းတွေကလို့အဖိုးကြီးရဲ့အသားရည်တွေကအေးဆက်တောင်းတင်းမနေပဲဘဂတိတာမန်လူတယောက်ပဲ။လေးကဘယ်ကိုသွားမလို့လဲ။ရှေးတပြောက်လောက်ပါပဲဦးလေးလည်းညနေရရှောက်လာရတာပန်းလာပြီငါတို့လိုသူတို့ကောင်းလေးတွေနဲ့တွေ့ပြီလို့သွားပေါ့ရပါတယ်ဗျာ
ကျုပ်တို့လည်းတောင်သာဘက်ကိုသွားမှာဆိုတော့လမ်းတင်တာပေါ့စားသဖြင့်သိန်းအောင်နဲ့မြတ်တာလေးအဲ့ဒီအဖိုးကြီးကိုစကားတပြောပြောနဲ့လှဲကိုခတ်သက်သွက်နှင်ခဲ့လိုက်ကြတယ်10 မိနစ်ခန့်သွားပြီးတဲ့နောက်မှာတော့နှစ်ထပ်ပြင်းအောင်အိမ်မဲကြီးတအိမ်စီကိုရောက်ခဲ့တယ်ငါတို့ရောက်ပြီဟဲ့ဟုတ်ကဲ့ဗျသိန်းအောင်လည်းလှဲကိုရက်တန်းလိုက်တော့မြတ်တာကအဲ့ဒီအဖိုးကြီးကိုလှဲပေါ်ကတွဲချပြီးတယ်ကျေးဇူးတင်ပါတယ်ငါတို့ရဲ့ရပါတယ်ဗျာကျုပ်တို့လည်းသွားစရာလေးရှိတယ်လို့ခွင့်ပြုပါအောင်နေကြပါဦးငါတို့အိမ်ထဲကိုခဏလိုက်ခဲ့ကြပါလားလိုက်တော့လိုက်ချင်ပါတယ်ဗျာကျုပ်တို့လည်းတောင်သာဘက်ကိုအရေးကြီးကိစ္စသွားစရာရှိလို့နောက်တောင်ကြနေပြီထင်ပါရဲ့မြတ်တာကအဲ့လိုဝင်ပြောတော့သိန်းအောင်လေးဟုတ်တယ်လေးကျုံမိမမေးဖွားရခတ်နေလို့တောင်သာရွာသူနာပြုဆီယာမတွေကိုတွားပေးရမှာအိမ်လည်းမလိုက်နိုင်တာတော့စိတ်မရှိပါနဲ့လေးရေအော်ရောက်တော့ခဏပဲငါတို့ရဲ့ငါတို့အဲ့ဝဲမပြူလိုက်ရရင်ဦးလေးဘယ်လိုလုပ်ပြီးတော့စိတ်ကောင်းမှမလဲခဏတော့နားပြီးတော့သွားကြပေါ့အဲ့ဒီအခါသိန်းအောင်နဲ့မြတ်တာလေးတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ခေါင်းကိုအသာညှိလိုက်တယ်အဲ့လိုကြီးကိုအားနာတာကလည်းပါတယ်နော်ရီကိုတော့လှဲကဖြုတ်ကတိုက်တနေရမှာကြိုးချီထားခဲ့ပြီးတော့သိန်းအောင်နဲ့မြတ်တာအဲ့လိုကြီးခေါ်ဆောင်ရအိမ်ထဲကိုလိုက်သွားကြတယ်အိမ်ကြီးကအပြစ်မဲ့အရာရေနံကြီးတွေဝအောင်တုတ်ထားတာမို့လို့မဲနဲ့ပင်မဲ့အိမ်အတွင်းမှာတော့ရှေးအောင်လမ်းမှုလက်ရာတွေနဲ့ခံကြားထဲဝါစွာရှိနေတယ်ရှေးကမြမအသုံးဆောင်တွေဖြစ်တဲ့ရုံအုပ်စွန်အုပ်တွေကိုလည်းသူ့နေရာနဲ့သူတေးသက်လှပစွာစီရီထားတာမို့လို့ရှေးအောင်ပြတိုက်တဲ့ရောက်နေတယ်လို့ပင်သိန်းအောင်နဲ့မြတ်တာတို့ခန်းစားလိုက်ရတာကအဲဒီနောက်၎င်းဖို့ရသူတို့ကိုကျုံးဆက်တီခုံပေါ်တွေမှာထိုင်စီတယ်ထိုင်ကြပါအောင်ငါတို့အဘစားစရာတောက်စရာတစ်ခုခုယူပေးမယ်နေပါစီဗျာကျုပ်တို့ခဏနေပြန်ကြမှာပဲအဲ့လိုလည်းမဟုတ်ဘူးလေကွယ်တခုခုတော့စားကြအောင်ပါပေါ့ငါတို့လည်းဗိုက်စာနေကြပြီမဟုတ်လားအဖိုးကြီးအဲ့လိုပြောမှပင်ဗိုက်ထဲကတကွီကွီမြင်လာပြီးတော့ဘာမှမစားခဲ့ရသေးတာကိုသတိရလာကြတယ်အဲ့ဒီအခါအဖိုးကြီးလည်းသမီးရေစပယ်အဘဧည့်သည်တွေပါလာတဲ့ကွယ်စားစရာတောက်စရာတွေယူခဲ့ပါအောင်ကွယ်ရှင်းပါလာပြီလူမမြင်ရသေးပေမဲ့အဲ့ဒီအတန်ဆဆလေးကိုတော့သိန်းအောင်ရောမျက်တာပါကြားလိုက်ရတယ်အတန်ကြားရုံနဲ့ပင်အဲ့ဒီမိမပြိုလေးကမြင်မပင်ချုံမုံလှပလိမ့်မယ်နီးကိုသူတို့လည်းမခံမနိုင်တောင်းလောက်ကြတော့လင်မန်းငယ်လေးတစ်ခုကိုကန်ကမိမပြိုလေးတယောက်သူတို့ရှိရာကိုရောက်လာတယ်လင်မန်းထဲမှာလည်းစားတော့ဖွယ်ရတတိဝလံတွေအပြေဝမှောက်ထည့်ထားတယ်သိန်းအောင်နဲ့မျက်တာလေးအဲ့ဒီမိမပြိုလေးကိုမြင်တော့ပါဇက်အဟောင်းသားဖြစ်ကတတိန်ကကြက်တီတည်သွားတယ်အဲ့ဒီမိမပြိုလေးကတော့မြမဝဲဆုံကိုတည်တဲ့လှပစွာဝစ်စင်ထားပြီးတော့သူတို့ရှိရာကိုအင်ဂျရီကြီးစွာရှောက်လာနေတယ်လူမယောက်သေးပေမဲ့သူမရဲ့ကိုသိန်းရနံဖြစ်ဟန်တူတဲ့စပယ်ပန်းရနံလေးကိုသိန်းအောင်တို့ဥစွာခန်းစားမိကြတယ်မိမပြိုလေးရဲ့အသားရည်ကဝါမို့ဤဆက်နေပြီးတော့ဖွင့်ထားတဲ့ရင်နလာနဲ့ဆွင်ကားတဲ့တင်းနဲ့ဆုံးသေးသွယ်တဲ့ခါကလေးကိုလည်းပိုင်ဆိုင်ထားကြပြန်တယ်လူလောနတ်သမီးဥစ္စာလေးလောလို့ဝေဖန်ခွဲကြဖို့ပင်သူတို့မိမပြိုလေးရဲ့အလှမှာအခက်တွေ့နေတယ်။တင်းအောင်ကလည်းကမ္မပိုင်ဇနီးမယားရှိတာမို့လို့စိတ်ကိုချွတ်တီးထားနိုင်ပေမဲ့လူပြိုဖြစ်တဲ့မြတ်သားကတော့အဲ့ဒီမိမပြိုလေးရဲ့အလှမှာရှင်မူစည်းဝင်လို့နေကြပြီ။အဲ့ဒီမိမပြိုလေးလည်းတတိပန်းကိုသူတို့ရှေ့ချပေးရင်တော့သူမရဲ့အဖောက်ဆိုသူအဖိုးရဲ့နဘေးကိုတွားရက်ကမျက်လွှာကိုအသာချထားလိုက်တယ်။ငါတို့စားတော့ဘာမှအားနာမနေနဲ့။တင်းအောင်ကလည်းပန်းသီးတစ်လုံးကိုယူကာကိုက်ဝါလိုက်ပေမဲ့မြတ်သားကအဲ့ဒီမိမပြိုလေးထံကိုအကြည့်ကိုအခုထိမလွှဲနိုင်သေး။ကဲဒီအမောင်ရင်ကတော့အဘသမီးကိုအတော်သဘောကျနေတယ်ထင်တယ်။အဲ့ဒီအခါမြတ်သားလေးရှက်ကိုရှက်ကန်ဖြစ်သွားကလင်မန်းနဲ့ကတစ်တော်သီးတစ်လုံးကိုယူလိုက်ပြီးတော့ခေါင်းကိုငိုက်ဆိုင်ချလိုက်တယ်။အဘနာမည်ကိုမှတ်ထားကြအောင်။ဦးဒိတ်ပါတဲ့တိုင်းရင်ဆေးစရာကြီးပေါ့။ဟောတာအဘရဲ့တူးမလေးစပယ်တဲ့။သမီးစပယ်ဒါအဘရဲ့ကျေးဇူးရှင်မောင်ရင်လေးတွေပဲ။အဲ့ဒီအခါစပယ်ဆိုတဲ့မိမပြိုလေးကခေါင်းကိုအသာညှိပြတယ်။ဟုတ်ကျုပ်တို့မှတ်ထားလိုက်ပါမယ်။မြတ်သားကတော့စိတ်ထဲမှာအော်စပယ်ရဲ့လားပန်းကလေးလိုပဲမင်းရဲ့အလားနဲ့မင်းရဲ့အစင်ရနဲ့တိတ်ကိုလှပါတာပဲမိကလေးကြီးဆိုပြီးတော့တွေးတောနေမိတယ်။ကဲသမီးထိုင်လေအဘလည်းပင်ပန်းသွားပြီနားတော့မယ်စကားပြောကြည့်အောင်ဒီအမောင်ရင်လေးကငါသမီးကိုအတော်သဘောတွေ့နေပုံရတယ်။အဲ့လိုရှောင်းတော့ပြောရင်းနဲ့ဆေးဆရာကြီးဦးဒိတ်ပါထွက်သွားတယ်။တင်းအောင်လည်းအိမ်ကိုပတ်ကြည့်အောင်မဲ့ဆိုကထွက်သွားပြန်တာမလို့အင်ကြီးရဲ့အေကန်းတွင်းမှာစပယ်လေးနဲ့မျက်တာကျန်းခဲ့တယ်။ထိုးစန်းနာကတင်းအောင်နဲ့မျက်တာအဲ့ဒီအင်ကြီးရဲ့ရောက်ခဲ့ပြီးတဲ့နောက်မှာတော့လာရင်ကိစ္စတွေကိုမေးမသိမေးလျော်နေခြင်းပင်ညတော်နဲ့တဲ့အထိမျက်တာနဲ့စပယ်ကစကားတွေရေပက်မဝင်အောင်ပြောဆိုနေကြတယ်။အချိန်အတော်လင်းတော့မှကိုမျက်တာတို့အိတ်ချင်နေပြီလားစပယ်အိတ်ဟာအသင့်ပြင်းမင်းမယ်လေ။ဟုတ်သားပဲအချိန်တော်လင်းနေပြီမနက်မှပဲအကိုတို့လေရွာကိုပြန်တော့မယ်ကောင်းပါရှင်အကိုတို့ကတော့ဖျားကန်းထဲမှာပဲအိတ်လိုက်ကြပေါ့လူလာရှိရင်စပယ်ကိုပြောဘာမှအားမနာနဲ့နော်အဲမအကိုကတော့မပြန်ချင်တော့ဘူး
စပယ်နဲ့ပဲတေတပံတက်တဆုံနေသွားခြင်းနေမြတ်သားကအဲ့လိုပြောရင်းနဲ့စပယ်လက်ကိုလှမ်းဆွဲလိုက်တယ်။အိုးအဲ့လိုမလုပ်ပါနဲ့ကိုမြတ်သားရဲ့စပယ်တို့အတူနေရမှာပါအပားနဲ့အရင်တိုင်ပင်ခြင်းသေးတယ်။စပယ်သဘောပါဗျာ။လက်ကလေးကိုအတန်လှုပ်ပေးလိုက်တော့စပယ်ကသူတို့အတွက်အိတ်စရာနေရာတွေပြင်ဆင်ပေးပြီးတော့ထွက်သွားလိုက်တယ်။ဘာကြောင့်ရဲတော့မသိတယောက်နဲ့မြတ်သားကလူရောစိတ်ရောနွမ်းနေနေကြပြီမို့လို့ခေါင်းနဲ့ခေါင်းထိလိုက်တာနဲ့တပြိုင်နက်အိမ်မောကျသွားတယ်။မနက်ခင်းနေအောင်ကြီးကလေးကတစားနစားတယောက်ရဲ့မျက်လုံးပေါ်ကိုစုကနေကျလာတယ်။တယောက်လည်းအဲ့ဒီအလင်းရောင်ကြောင့်မျက်စိနှစ်ဖက်ကိုပုတ်တရင်နဲ့တစ်ချက်မြအကျော်ဆန်တန်းဝင်လိုက်တယ်။ပြီးမှမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဟာသူမြင်လိုက်ရတဲ့အရာတွေကတင်းကြိုင်မြေစာပုံတွေမှတ်တိုင်အကျိုးပဲ့တွေကလည်းဟိုတစုတတစုပြန့်ကျဲလို့ခွေးတွေရက်သွားတဲ့တချို့နေရာတွေမှာတော့လူကောင်းရိုးတွေဒူးရိုးတွေကိုလည်းကြောက်မဲ့ဖွယ်တွေးလိုက်ရတယ်။သူ့ရဲ့နဘေးမြေစာပုံလေးပေါ်မှာတော့မြတ်သားတယောက်အိမ်မောကျနေတယ်။အဲ့ဒီအခါတင်းရောင်လေးသေးကြပြီ။ညငါတို့တက်ငယ်ဝဲရွာမှာအိတ်ခဲကြတာပဲ။ဟာငါမိမအဲ့လိုတည်းရင်မှဇနီးတဲ့မိမေကိုတတိယသွားတယ်။ဟဲ့ကောင်မြတ်သားထားပါဦးဟာ။တင်းရောင်ကောင်လောက်ကောင်နှိုးလိုက်တော့မြတ်သားလည်းတရီအတားအားနဲ့ညင်းရင်နဲ့စပယ်အဲ့လိုရေရွတ်နေတယ်။ဘာစပယ်မှမရှိဘူး။မင်းအိတ်နေတဲ့နေရာကိုကြည့်။အဲ့ဒီအခါမြတ်သားလေးလက်ကောင်းကြောချအိတ်နေရာကိုကြည့်လိုက်တော့ဟာအမလီအဲ့လိုအော်ပြီးတော့ထခုံမတော့တယ်။သူအိတ်နေတာကလူသေးမြေစာပုံတစ်ခုအပေါ်မှာမဟုတ်ပြီးတော့အသိန်းအောင်လေသူတို့အိတ်ဆက်ခဲ့ကြတဲ့မြေပုံလေးတွေကိုကြည့်မိလိုက်ရမှာမြေပုံတစ်ခုရဲ့ကပီးတိုင်လေးမှာဥဒိတ်ပအသက်65နှစ်ဆိုပြီးလက်ကောင်းကျန်တဲ့မြေပုံတစ်ခုမှာတော့မတ်စပယ်အသက်22နှစ်ဆိုပြီးလက်ကောင်းအသေးသေးကြောချမ်းွယ်တွေ့လိုက်ရတယ်။မြတ်သားငါမိမမိနွယ်အသက်ကိုရှိသေးလားမသိဘူး။နွားတွေရှာပါဦးဟာ။တင်းအောင်အဲ့လိုပြောတော့မြတ်သားလေးသူ့ရဲ့ပစိုးကပုံစားလေးအတွင်တစုံတစ်ခုကိုထိုးဖွဲလိုက်တယ်။မြေသည့်အရာလေးကိုတော့တင်းအောင်လေးဆက်စုကမင်းမနေတော့မင်းတွေကိစ္စပို့ပြီးတော့အရေးကြီးနေတာမဟုတ်လား။အကယ်၍လဲမြတ်သားဖွက်လိုက်တဲ့အရာလေးကစပယ်ပန်းရနက်လေးသေးနေတဲ့ပဝါအနီစကလေးဆိုပါရင်တော့ကံကောင်းစော့ပဲနွားနှကောင်နဲ့လှဲကလေးကအပင်ကြီးတစ်ပင်အောက်မှာငကိုမူလအတိုင်းမပြတ်ရင်ရှိနေတာကိုတင်းအောင်တို့တွေ့ရတယ်။အဲဒီကမှနွားနဲ့လဲကိုပြင်ကထန်းတဲ့ပင်ရွာလေးစီကိုတုံးဆိုင်ခရီးပြင်းနေခဲ့ကြတယ်။ရွာလေးတွေကိုရောက်တော့တင်းအောင်ရဲ့အိမ်ရှိမှာတကြီးအပါဝင်ရွာကလာသားတွေစုယုံလုပ်နေကြတယ်။လက်တဲ့တော်တောင်းရင်လေလူတွေစုကစကားစမြည်ပြောနေတာကိုကြည့်ရင်လည်းတင်းအောင်သတိလေးချင်တယ်လို့ဖြစ်သွားတယ်။ငါမိမသိပြီလားမသိဘူး။မြတ်သားလည်းအဲ့လူတွေကိုကြည့်ပြီးတော့ဝေခွဲရခတ်နေတယ်။တကြီးဟိုမှာကိုတင်းအောင်တို့ပြန်လာနေပြီဗျ။ဟေးဘယ်မလဲ။ချက်ပေါင်းကလဲနဲ့ဝင်လာနေတဲ့တင်းအောင်တို့ကိုတွေ့လိုက်လို့တကြီးကိုသတင်းပို့လိုက်တယ်။တကြီးလည်းတင်းအောင်တို့ကိုမျက်မှောင်ကြီးကြုံပြီးတော့ဒီကောင်ကြီးလာပလိစီအောင်တင်းအောင်လည်း၎င်းချန်နဲ့ရောက်တော့လှဲကိုရက်ကခုံစင်းလိုက်တယ်။တကြီးကျုံမိမရောလုံမတာတညလုံးတဝဲထိုးနေပြီးတော့အခုမှမင်းမိမလားကွာအဲ့လိုဆိုပြီးတော့ကုန်းကုန်ထားတဲ့လေတန်းကြီးနဲ့ပြောကတင်းအောင်ဘိုက်ကိုတရောင်နဲ့တွတ်လိုက်တယ်။အဲ့ဒီအခါတင်းအောင်လည်းဘိုက်ကလေးကိုလက်နဲ့ပုတ်ရင်နဲ့အရလက်တဲ့ကြီးဒေါ်တောင်းရင်ထံကိုပြေးပြန်တော့တယ်။အေးတောင်ကျုံမိမအချင်းနေအမလီကောင်းပါတဲ့တော့အမွားဘူးလေးမွေးတယ်ခလေးရောမိခင်ရောကျမ်းမာနေလေရဲ့အဲ့ဒီခါမှာတင်းအောင်လည်းမျက်ရည်ဖြိုးပြန်ကြပြီးတော့တကြီးခြေထောက်ကိုဖက်ကငိုလေရော့တယ်တော်တောင်းရင်လည်းဝမ်းနဲ့ဝမ်းသာဖြစ်ပြီးတော့မျက်ရည်ဝဲကြီးနဲ့ကန်တီပေးလို့ပေါ့ညမင်းတို့မလာနိုင်တာနဲ့ကာလာသားတချို့လွတ်လိုက်တာလမ်းမှာတင်ဆေးစရာကြီးကြောင်းနဲ့တွေ့လို့ပေါ့သူလိုက်လာပြီးတော့ရေတက်ခွက်ကိုမန်းပေးတယ်အဲ့ဒီရေမန်းတက်လိုက်မှမင်းမယာမိနွယ်လေးမွေးရဖွားရလဲသွားတာဟာဗျာဆေးစရာကြီးဟုတ်လားဗျဟုတ်ပါဆရာကြီးနာမည်ကဘာပါလိမ့်ဦးတက်ချဆိုလားဦးဒိဖာဆိုလားမောင်သိန်းအောင်လှုပ်လိုက်တယ်ဆိုပြီးတော့ပြောလို့ငါလည်းရုံကြည်ကြည်နဲ့လက်ခံလိုက်တာဆရာကြီးကအတော်ဆွမ်းနေတဲ့သိန်းအောင်ရဲ့မဟုတ်လို့ကတော့အခုချိန်နဲ့မရနဲ့နဲ့ကလေးတွေကိုမြင်ရတော့မှမဟုတ်ဘူးဗျာသိန်းအောင်ကဒုတိယတစ်ခါပြောင်းမိသွားတယ်ညတမလုံးမဆေးဆရာကြီးဦးဒိဖာသူ့အိမ်ကိုလာသွားတယ်ဆိုပါလားသိန်းအောင်လည်းချက်ချင်းပင်အိမ်အပေါ်ပြေးတက်သွားတော့နှိမ့်ချိုက်စွာအိမ်မောကျနေတဲ့ဇနီးတဲ့မိနွယ်နဲ့အတူခလေးလေးနှစ်ယောက်ကိုဘေးမတည်ရမခတွေ့လိုက်ရပါလေရော်တယ်အဲ့ဒီဖြစ်ကလေးဖြစ်သွားပြီးတော့3လတိတိကြာတဲ့အခါမှာတော့ထန်းတဲ့ပင်ရွာကလေးထဲမှာလူကြီးရောက်ကိုတက်တဲ့အဆုံးစီရင်သွားခဲ့တယ်။တေပုံတေကင်းကလည်းတာမန်နဲ့မတူစမ်းကျင်လာတယ်။ပဝါစားအနီကလေးနဲ့ကိုဇွဲကြိုချတက်တည်သွားတဲ့သူကသိန်းအောင်ရဲ့တငယ်ချင်းမြတ်တာပဲ။မြတ်တာရဲ့လောင်းကိုတွားထုတ်ကြတော့အိမ်တစ်ခုလုံးစပယ်ပန်းရနံ့လေးတွေကတင်းလို့မျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူဖက်ပြီးတော့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့တငယ်ချင်းမြတ်တာကိုကြည့်ရင်လည်း
မဲကောင်းရာသူကလေးလာပါစေတငယ်ချင်းဟာအဲ့လိုသာသိန်းအောင်တီတိုရေရိုးမိလိုက်ပါတော့တယ်ဇလန်လီကတော့ဒီမှာပဲပြီးပါပြီရှင်နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်